ဆိုခြင်းအကြောင်းရင်းတရားတွေသမှုရိယယူရပေအောင်တင်ချေဘဝတွေကစနေခဲ့ရပေအသေးချာသေးချေဘဝတွေကစနေခဲ့ရပေဖြစ်ပြန်လောကရန်ရှောင်လွဲမသွေးအမောင်းဖွဲ့စေအနေထားဒီမယားဒီလေခင်မင်းကမညီတွားနိုင်ပဲဒီသားဒီမယားဒီလေရှုပ်တွေဒုက္ခနံမှာအိုးချင်းရဲ့နာရင်သေးရလိုရင်တွေဖြည့်ရှင်းမပြေကြမောလေးလေးပန်းနိုင်ဘူးတဲ့ရှိရဲ့ရှိလေအောင်မောလေးနဲ့ဝေဒနာခန္ဓာအကြောင်းတရားရဲ့အကျိုးတရားပါလေဒီမဲ့နဲ့ဝေဒနာခန္ဓာအကြောင်းတရားရဲ့အကျိုးတရားပါလေသင်္ညခန္ဓာကဉာဏ်အားနဲ့မှတ်သားရပေသင်္ညခန္ဓာကဉာဏ်အားနဲ့မှတ်သားရပေဝိညာဉ်နဲ့ခန္ဓာကဉာဏ်တရားနဲ့လေစားတတ်ပေဝိညာဉ်နဲ့ခန္ဓာကဉာဏ်တရားနဲ့လေစားတတ်ပေသင်္ခါရခန္ဓာအရာရာပြောင်းလဲဟောင်းမြဲတတ်ပေသင်္ခါရခန္ဓာအရာရာပြောင်းလဲဟောင်းမြဲတတ်ပေသင်္ခါရခန္ဓာမှာလေးဉာဏ်ရကြစေထုတ်ပြန်တာကဒီ
ဒီယုံနှံ